Okay မြန်မာ idol အစီအစဉ်ဖို့ director လုံးနှမနဲ့ကျူဆူလိုက်ပါတယ်ဒီညမှာတော့မြန်မာ country တချင်းနဲ့စင်ပြန်မှာဖြစ်ပါတယ်အဲ့တော့ပထမအဆုံးစင်ပြန်မဲ့သူကတော့ Naw Saysay Htoo ဖြစ်ပါတယ်အားလုံးလက်ခောက်တီးပြီးကျူဆူကြရအောင်လားခင်ဗျာHe can video nazau dia sise nazau thana sise live subscribe to in rakam bombe tikha kanin somasa Ring ba ba nya lo pwen ne lo su su la de A chi ha mu ye de tat ku ne tat pu la de ya ga Hey you tell us say ga you in the trap A chi chao mu ye twa bi sai li twa bi he Chi that to you to the sun the say le all out chip ban ne bao lo Naw Saysay Htoo အရောက်မဲ့လေတာကွာညီလေးညီမလေးမိုက်တယ်နော်ဒီကစစ်ဆိုတာမိုက်တယ်ဟုတ်ကဲ့အခုဆိုရင်တော့ဒါရီရဲ့စကားသားလည်းကိုကြားချင်ပါတယ်ပထမအဆုံးမဖြူပြောပြပါသမီးတို့Naw Saysay Htoo ကြည့်ရင်ပါလေမမမျက်စိထဲမှာဆိုရင်တော့အရောက်လေကောင်းတယ်အတန်လေးချူတယ်အဲ့ဒါဆိုရင်တော့မမဖြူကတိတ်ပြရာဗောဒါကြောင့်သမီးလေးတဆင်ပီတဆင်ကျူစားလိုက်ဗောနောက်မှာကရင် finalist ရောက်အောင်နော်ကြည်ယူတင်ပါတယ်မဖြူကြည်ယူတင်ပါတယ် Thank you မဖြူမမို့ပြောပြပါ Wow သမီးတချင်းလေးရွေးလိုက်တာလေရမ်းတော်နေတာပဲသမီးကိုကြည့်ရတာလေအမဆိုရင်လေအပေါ်မှာတက်ပြီးတော့ကချင်နေတာသမီးကတပတ်ပြီးတပတ်ဂျူးစားတာအမအတွေ့တော့နောက်အပတ်မှာလေသမီးဂျူးစားရနှပ်ပါစေလို့အမအဆုတောင်းပေးပါတယ်ရှင်哦，这位对面是。ကိုလိုက်ပြောပြပါသမီး Naw Saysay Htoo 是。 ဦးလာဝေါမေးသွားတယ်နော် It is really good tonight အဆိုကလည်းကောင်းတယ်ရုပ်ရည်လည်းချောတယ်တက်လည်းတက်တယ်အဲ့ဒါ very good tonight wow thank you ဆက်လေကောင်းဆုတောင်းဆက်ကျူစားပါလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ် thank you ဒါရီအားလုံးကျေးဇူးတင်ပါတယ်ညီမလေးပုတ်ပေးမယ်နော်မြန်မာတနိုင်ငံလုံးနဲ့တကဘာလုံး Naw Saysay Htoo ကို vote ပေးကြည့်လို့ဆိုတော့သူ voting number က7703ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်